ရေပြအစီထွက်နှုန်းကိုထိန်းညှိပေးထားတာဖြစ်တဲ့အတွက်အစီနဲ့ဖုံမုံအညစ်အကြေးတွေကြောင့်ဖြစ်တတ်တဲ့ဒါမနက်ခေါင်းလျှော်ပြီးညနေကျရင်အနံ့ဆိုးထွက်တာမျိုးတွေလုံးဝမဖြစ်စေတော့ပါဘူးရှင်ဒါ April Organic Shampoo လေးပဲဖြစ်ပါတယ် April Organic Shampoo လေးကကြတော့ဥယျာဉ်ပြအစီပြန်တဲ့လူတွေအတွက်စံသားနဲ့ဥယျာဉ်ပြကိုစိုးကျိုးဖြစ်စေမဲ့ chemical တွေလုံးဝမပါဝင်မဲနဲ့တဘာဝဖြစ်စီစစ်တွေနဲ့ပဲထုတ်လုပ်ထားတာဖြစ်ပါတယ်တချို့လူတွေမှာဆိုရင်တွေ့ရတတ်တဲ့ခေါင်းကအစီအရမ်းပြန်ပြီးတော့အနံ့ဆိုးထွက်တာမျိုးတွေပြီးတော့ကြတော့ဒီခေါင်းအစီပြန်တဲ့အတွက်သပင်ပုံမကျတာမျိုးတွေခေါင်းအစီတွေနဲ့တင် weight လေးနေတာမျိုးတွေပေါ့နော်ဒီလိုလူမျိုးတွေဆိုရင်တော့ဒီ organic shampoo လေးကိုတခြားလေးသုံးစွဲပေးသင့်ပါတယ်ရှင် organic shampoo ရဲ့အဓိကလှုပ်ဆောင်ချက်လေးကကြတော့ဒါဥယျာဉ်ပြအစီထွက်တဲ့နှုန်းကိုထိန်းညှိပေးထားတာဖြစ်တဲ့အတွက်စံသားကိုအရင်ကနေအဖျားအထိတနေ့ကုန်လန်းဆန်းပေါ်ပါနေစီပါတယ်ပြီးတော့ဥယျာဉ်ပြအစီထွက်နှုန်းကိုထိန်းညှိပေးထားတာဖြစ်တဲ့အတွက်အစီနဲ့ဖုံမုံအညစ်အကြေးတွေကြောင့်ဖြစ်တတ်တဲ့ဒါမနက်ခေါင်းလျှော်ပြီးညနေကျရင်အနံ့ဆိုးထွက်တာမျိုးတွေလုံးဝမဖြစ်စေတော့ပါဘူးရှင်သူ့ရဲ့အနံ့လေးကလည်းတင်းတင်းလေးဆိုတော့သုံးလိုက်တဲ့အချိန်မှာလူ fresh ဖြစ်စေပြီးတော့ပေါ့ပါစီပါတယ်ရှင်ပြီးတော့ဒါဥယျာဉ်ပြအစီပြန်တဲ့သူတွေအနေနဲ့တကယ်ကို organic စစ်တဘာဝ shampoo ကိုရှာနေရဆိုရင်တော့ April Organic Shampoo လေးသုံးစွဲကြည့်ကြပါလို့အားလုံးပြောချင်ပါတယ်ရှင်